အကုသို့အားကြီးနေတဲ့အချိန်မှာလောဘကသူ့လိုချင်တာရဖို့ပဲဘလို့နီးနေရရင်ပြီးရောဒါကိုပဲသူဆုံးဖြတ်မှာပဲဒေါသအားကြီးနေတဲ့အခါမှာမချေနှက်တဲ့စိတ်အားကြီးနေပါတယ်အဲ့ဒီချိန်မှာသူ့အတွက်ပါအရေးကြီးဆုံးလဲဆိုတော့သူတစ်ပါးကိုပြောရဆိုရဖို့ရနှံ့ရဖို့အပြစ်ဒဏ်ပေးရဖို့နှိပ်စက်ရဖို့ကအရေးအကြီးဆုံးဖြစ်နေတယ်အဲ့ဒါဟာတရားတယ်အဲ့ဒါဟာမျှတတယ်လို့သူထင်မှာပဲဒါမှလှုပ်တဲ့ကိစ္စလို့သူထင်မှာပဲမာနဖြစ်တဲ့အခါမှာဘလို့နေတယ်လဲဆိုတော့သူများထက်သာရဖို့အရေးအကြီးဆုံးပဲတခြားကိစ္စတွေကအရေးမကြီးဘူးထို့အတူအိတ်တာမစ္စရိယစိတ်သဘောထားလဲဒီလိုပဲမနာလိုတဲ့စိတ်ဝင်တိုတဲ့စိတ်ရှိတယ်သူများကြီးွားတာကိုမလိုချင်ဘူးသူမကြီးပွားသင့်ဘူးလို့ယူဆတယ်ငါပဲကြီးပွားသင့်တယ်လို့ထင်နေတယ်ကိုမရှိတာကိုမျှပေးဖို့စိတ်မကူနိုင်ဘူးလူတွေရဲ့စိတ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မာနဖြစ်လိုက်မနာလိုဝင်တိုတဲ့စိတ်ဖြစ်လိုက်တောကြလောဘပြန်ဖြစ်လိုက်တောကြမာနပြန်ဖြစ်လိုက်တတိမရှိတဲ့သူမောဟနေနေတဲ့သူဆိုရင်တစ်ခုမဟုတ်တစ်ခုတော့တလှည့်စီဖြစ်နေတာနော်စိတ်ရဲ့သဘာဝဟာလောဘဖြစ်နေတဲ့အချိန်မှာလောဘကိုငါလို့ထင်တယ်လောဘကလိုချင်နေတာကိုငါလိုချင်တယ်လို့ထင်တယ်လောဘကတရားတယ်လို့ထင်ရင်ငါတရားတယ်လို့ယူဆမှာပဲထို့အတူပဲဒေါသဝင်လာတဲ့အခါမှာလေဒေါသကိုငါလို့ထင်နေတယ်ဒေါသကလှုပ်ချင်တာကိုအရေးကြီးတယ်လို့ထင်တယ်အဲ့ဒါလို့ဖြစ်နေတာနော်ဒါပေမဲ့တတိနဲ့ဉာဏ်နဲ့ကြည်တတ်တဲ့သူမို့ဒီဒေါသမောဟတွေဟာငါမဟုတ်ဘူးလို့မြင်လာတယ်ဒါကြောင့်သူတို့ခိုင်းတိုင်းမလုံတော့ဘူးသူတို့ရဲ့လွှမ်းမိုးမှုကနေလွတ်သွားတယ်ကျေးဇူးတော်ရှင်ဆရာတော်ဦးစောတိကမဟာမြိုင်တော်ရာဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်လွှာအဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါရရှင်